ကျွန်တော် channel ကနေပြန်လဲကြိုးစားလိုက်ပါတယ်ကျွန်တော်နာမည်ကိုရှိန်ပါโอเคကျွန်တော်တို့ဒီနေ့ကဘာတွေစမလဲပေါ့နော်ဟိုဒီနေ့ကကျွန်တော်တို့ဒီသူ့ရဲ့ appearance ပေါ့နော် Photoshop ရဲ့ဖွင့်လိုက်ရင်မြင်ရမယ့်ပုံစံတွေဘာတွေ menu bar တွေ option bar တွေ tool bar တွေအကြောင်းသိသွားပြီဆိုတော့ကျွန်တော်ဆက်ပြီးတော့ကဲကြည့်ကြအောင်ဘာတွေကျွန်တော်စလုပ်ကြမလဲပေါ့နော်โอเคဆိုတော့ကျွန်တော်တို့ Photoshop ကိုကဲစဖွင့်လိုက်ပြီဒီလိုမျိုးရောက်လာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကအလုပ်လုပ်ဖို့ပေါ့နော်အလုပ်လုပ်ဖို့ဖြစ်ဖြစ် create တစ်ခုခုလုပ်ဖို့ဖြစ်ဖြစ်ကကျွန်တော်တို့ဒီ document တစ်ခုကိုတောင်းမယ်ပေါ့နော် document တစ်ခုကိုတောင်းမယ် design လုပ်တာဖြစ်ဖြစ်ပုံပြင်တာဖြစ်ဖြစ်ဒါတွေလုပ်ဖို့အတွက်ကျွန်တော်တို့ tool တွေအသုံးပြုမှုကိုသိရမယ်ပေါ့နော်အဲ့တော့အရင်ဆုံးကကျွန်တော်တို့ file ကိုသွားလိုက်မယ်ပေါ့နော် file ထဲကနေ new ကိုသွားလိုက်မယ်ကျွန်တော် new ကိုသွားလိုက်မယ်ကျွန်တော်တို့ဒါကတော့ဟို preset လုပ်တာpreset လည်းလုပ်လို့ရတယ်ပေါ့နော် create preset လည်းလုပ်လို့ရတယ်အမှာရှိတဲ့ဟိုလုပ်ပြီးသားတွေကိုလည်းကျွန်တော်တို့အသုံးပြုလို့ရတယ်ဒါဆို photo တို့ print တို့ art and illustration တို့ထားပါတော့သူကအမျိုးမျိုးဒီလုပ်ပေးထားတဲ့ဟာလေးတွေရှိတယ်ပေါ့ဗျာကျွန်တော်တို့ကတော့ဒီအရင်လုပ်ထားပြီးသားထားပါတော့ A4 ဆို A4 ပေါ့နော်တစ်ခုရွေးချယ်လိုက်မယ်ရွေးချယ်လိုက်မယ်ရွေးချယ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ document file တစ်ခုကြာလာမှာပေါ့နော် document file တစ်ခုကြာလာမှာဖြစ်ပါတယ်ဒီမှာ file လေးတစ်ခုအနေနဲ့မြင်ရမယ်ပေါ့နော်ဒီ file လေးတစ်ခုအနေနဲ့မြင်ရမယ်ဒါလေးကကျွန်တော်တို့ဒါ create လုပ်လိုက်တဲ့ file လေးတစ်ခုဖြစ်ပါတယ်ပေါ့နော် okay ဒါ file လေးတစ်ခုကြာတယ်ကျွန်တော် name လည်းဘာမှမပေးလိုက်ဘူးရုပ်တဲ့ file လေးတစ်ခုကြာလာတယ် okay ဒါကဒီမှာဒါ document file တစ်ခုရှိမယ်ဒါ toolbar ရှိမယ်ဒီဘက်မှာဒါ layer ပေါက်ရှိမယ်ပေါ့နော်ဒီသုံးခုကိုတွေ့ရလားမသိဘူးပေါ့နော် okay အဲ့သုံးခုရသွားပြီဆိုရင်ကျွန်တော်ဆက်ပြီးကြည့်ကြမယ် okay ပထမဆုံးကျွန်တော် toolbar ကိုစလေ့လာကြမယ်ပေါ့နော် toolbar ကိုစလေ့လာကြည့်ကြအောင်toolbar မှာအပေါ်ဆုံးမှာပေါ့နော်ဒီလိုလေးထောက်လိုက်တာနဲ့သူက name လေးပေါ့နော်သူနဲ့ပတ်သက်တဲ့ option လေးတွေပေါ်လာတယ်ပေါ့နော် toolbar ကိုထောက်လိုက်တာနဲ့ပထမဆုံးဆို move to move a selection or layer လို့ပါတယ်ပေါ့နော်ဒါသူနဲ့ပတ်သက်တဲ့အကြမ်းမြင်လေးကိုသူပြထားတယ်ပေါ့နော်သူကဒီ move to ဆိုတဲ့အတိုင်းပဲရွှေ့တာပေါ့နော်ရွှေ့တဲ့ဟာဟိုရွှေ့ဒီလောက်တဲ့ဟာပေါ့နော်ဟိုရွှေ့ဒီလောက်တဲ့ဟာ move to ရဲ့အောက်မှာ upvote to ဆိုတာလည်းရှိရပေါ့နော် upvote to လို့လည်းရှိရ move to ရှိရ upvote to ရှိရပေါ့နော် move to ကခုနပစ္စည်းတွေကိုရွှေ့တာပေါ့နော်တစ်ခုခုရွှေ့တာရွှေ့ဒီထဲမှာဆိုရင်ရွှေ့ခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီမှာအမဲရောင်ကွက်လေး move to ကိုနှိပ်လိုက်မယ် move to ကိုကျွန်တော်ဖိနှိပ်လိုက်လို့ရှိရင်ဒီ click လေးနဲ့ပေါ့နော် black click လေးနဲ့ဖိနှိပ်လိုက်လို့ရှိရင်ကျွန်တော် move to ရဲ့အောက်မှာရှိတဲ့ hidden ဖြစ်နေတဲ့နောက်ထပ်တစ်ခုဟာလေးပေါ့နော် upvote to ဆိုတာလေးရှိတယ်ပေါ့နော်သူ့ရဲ့ shortcut ကဒီမှာ V လို့ပေးထားတယ်တကယ်လို့ကိုက move to ကိုသွားမနှိပ်ချင် move to ကိုပဲလိုချင်တယ်ဆို V လေးနှိပ်လိုက်တာနဲ့အခု move to ကိုရောက်သွားမှာပေါ့နော် V နှိပ်နိုင်မယ်အဲ့မှာကျွန်တော်ကဒီအမဲတုံးလေးရွှေ့ချင်တယ်ဆို click လေးဖိပြီးတော့ဒီလိုလေးရွှေ့လို့ရတယ် click နှိပ်ဒါ mouse နဲ့ click နှိပ်ပြီးတော့ရွှေ့တာပေါ့နော် mouse နဲ့ click နှိပ်ပြီးတော့ဒီလိုလေးရွှေ့ချင်တာကိုရွှေ့လို့ရတယ်ဒါ move to ရဲ့အသုံးပြုပုံလေးပေါ့နော် okay move to ရဲ့အောက်မှာ upvote to ဆိုတာရှိတယ်နော် upvote to ဆိုတာကတော့ကျွန်တော်တို့ကျွန်တော်ပြုတ်လုပ်တဲ့ဒီ document ကိုတစ်ခုတည်းမဟုတ်ဘဲနဲ့နှစ်ခုသုံးခုပေါ့နော်အပိုင်းပိုင်းတွေခွဲထားခြင်းအသုံးပြုတဲ့အခါမျိုးမှာသုံးပါတယ်ပေါ့နော်ဒီလို upvote တစ်ခုခွဲထားတယ်နောက်ဒီဘက်မှာတစ်ခုတိုးတယ်ဟိုဘက်မှာတစ်ခုတိုးတယ်ဒီဘက်မှာတစ်ခုဒါမျိုးဥပမာ design တစ်ခုကိုပုံစံတူ site တွေအမျိုးမျိုးအဲ့လိုမျိုးပုံစံတူစာသားလေးတွေပြောင်းသွားခြင်းနဲ့template တွေတူတယ်ဆိုဒါမျိုးလေးလုပ်လို့ရတယ်ပေါ့နော်ဒါ upvote to ပေါ့နော် about to နဲ့အသုံးပြုပြီးဒီလိုမျိုး site တွေကို adjust လုပ်လို့ရတယ်ပေါ့နော်ဒါ about to ကိုအသုံးပြုခြင်းပေါ့နော်အဲ့လို move to မှာ move to ကိုရွေးထားလိုက်ရင်ဒီမှာ option bar ကိုတစ်ချက်ကြည့်ပေါ့နော် option bar မှာကျွန်တော်ဒီ move to နဲ့ဆိုင်တဲ့ဟာတွေပေါ်နေလိမ့်မယ်ပေါ့နော် property ကိုခဏပိတ်ထားလိုက်မယ် property ကိုခဏပိတ်ထားလိုက်ပါမယ်
ဒီ तू က Photoshop က तू အသုံးပြုလိုက်တာနဲ့ပေါ့နော်ဒီ tool တွေအသုံးပြုလိုက်တာနဲ့ तू နဲ့ပတ်သက်တဲ့ဟာတွေကို option bar တွေရှိမယ်နောက် property ဆိုပြီး adjust လုပ်လို့ရတဲ့ဟာ box တွေနဲ့ပေါ်လာတာတွေရှိတယ်ပေါ့နော်ဟိုကျွန်တော်ဒီ layer panel အကြောင်းအောင်တော့မပြောသေးဘူးဒီနေ့ကကျွန်တော် tool အကြောင်းအောင်ပြောတာဖြစ်တဲ့အတွက်ဒီ tool နဲ့ပတ်သက်တဲ့ဟာပေါ့နော်ရွှေ့လို့ရတယ်ကျွန်တော်ဒီအောက်မှာ upvote tool ရှိတယ် upvote တွေဒီအမျိုးမျိုးဟိုဖြစ်လို့ရတယ်ပေါ့နော်ဒါ document ကိုကျွန်တော်ပြောင်းလိုက်တယ်ပေါ့နော် document ကိုဒီလိုမျိုးပြောင်းလိုက်ခြင်းဒီခုနကတော့ကျွန်တော်ဒီ document တွေကိုကျွန်တော် view အမျိုးမျိုးပြောင်းနေပေါ့နော် view ပုံစံမျိုးပြောင်းခြင်းဒီကျွန်တော်ဘာလို့ဆိုတော့ app ဆိုတဲ့ cloud ပေါ့နော်ဒီနဲ့ G နဲ့ကြားမှာရှိတဲ့ app ဆိုတဲ့ cloud လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်ဒီပုံစံလေးချိန်သွားတယ်ပေါ့နော်ကိုလိုချင်တဲ့ view ပုံစံလေးအမျိုးမျိုးချိန်လို့ရတယ်ပေါ့နော် okay ဒါကျွန်တော်တို့ဒီ Moodle ထဲမှာ Moodle ပွီပေါ့နော် shortcut ပွီထဲမှာရှိတဲ့ဟာပွီကိုနှိပ်လိုက်မယ်ပွီကိုနှိပ်လိုက်ရင်ဒါကျွန်တော် Moodle ကိုရောက်မယ် shift ကို feed ပြီးတော့ပွီကိုထပ်နှိပ်လိုက်လို့ရှင်ဒီပွီထဲမှာရှိတဲ့ပွီထဲမှာပေါ့နော်ဒီ Moodle ပေါက်တဲ့အောက်မှာ hidden ဖြစ်နေတဲ့ဟာကိုရောက်သွားတယ်ပေါ့နော် shift ပွီဆိုရင်ကျွန်တော် shift ပွီလို့နှိပ်လိုက်တာနဲ့ကျွန်တော်အမျိုးမျိုးပြောင်းလို့ရတယ်ပေါ့နော် shift ပွီလို့နှိပ်လိုက်တာနဲ့အောက်ကဟာကိုပေါ်လို့ရမဟုတ် shift ပွီကိုထပ်နှိပ်လိုက်လို့ရှင်အပေါ်ကဟာကိုလည်းပေါ်သေးတယ် shift ဒီဟို shift ဖဲဆိုတာအဲ့လိုမျိုးဟိုအပြောင်းလဲလုပ်လို့ရတဲ့ key club ပေါ့နော်ဒါ shortcut အနေနဲ့ပေါ့နော် shortcut တွေလည်းမှတ်ထားလို့ရှင်တော့ပိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့ shortcut တွေတခါလေးပြောပြသွားလိုက်ပဲပေါ့နော်ဟိုကိုစာနဲ့ရေးမှတ်ထားရင်လည်းမှတ်ထားပေါ့တကယ်တော့ like သုံးကြည့်ရင်လည်းသုံးကြည့်ပေါ့နော်အဲ့လိုမျိုးတွေပါဒီမှာ Moodle okay Moodle ကိုရွေးထားပြီးဒီလိုမျိုးရွှေ့လို့ရတဲ့ဟာပေါ့နော် okay အဲ့ဒါဆိုကျွန်တော် layer အကြောင်းလည်းမပြောသေးဘူးတကယ်တော့ Moodle အကြောင်းလည်းပဲကျွန်တော်ဒီနေ့တစ်ပြက်ပြောချင်တာဖြစ်ပါတယ်အဲ့တော့ sorry Moodle အောင် Moodle မှာ Moodle မှာကျွန်တော်ဒီ option bar မှာက auto select တွေရှိမယ်နောက် layer group တို့ဒီလိုကျွန်တော်တို့ဒီ option တွေခွဲထားရရှိတယ်ဒါကကျွန်တော်အသုံးပြုရင်းနဲ့မှာကျွန်တော်တစ်ချက်ပြပေးပါမယ်နော် show transform corner show transform ပိတ်ထားတာမျိုးတို့ဒါဆိုရင်ကျွန်တော်တို့အသုံးပြုတဲ့ဒီလိုဖွင့်ထားလိုက်လို့ရှိရင်ကျွန်တော်တို့ကဘယ်တူကိုအသုံးပြုနေတယ်ဘယ်တူရဲ့ဒီသူ့ရဲ့ဒီ transform ကိုပြပေးတာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဒီချိန်ညှိတဲ့ဟာတွေလည်းရှိရပေါ့နော် align horizontal centers ဒီမှာ align left edges ဒီမှာ align right edges ဆိုတော့ဒီမှာဒီလိုမျိုးလေးတွေကျွန်တော်ညှိလို့ရတာတွေလည်းရှိသေးတယ်ဒါ option bar ကိုကြည့်ပြီပေါ့နော်ဒီဘက်မှာတော့ offline ဖြစ်နေတယ်ဒါ 3D နဲ့ပတ်သက်တဲ့ဟာ 3D ပုံစံမျိုးပြောင်းသွားမယ့်ဟာဆိုရင်3သုံးရမယ့်ဟာတွေရှိရပေါ့နော် Moodle ပေါ့နော် okay ဒါမျိုးဒါ hidden ဖြစ်နေဒီအဆက်30လေးကိုနှိပ်ပြီးတော့တခြားချိန်လို့ရတဲ့ဟာတွေရှိသေးတယ်ခုနကကျွန်တော် upvote တွေနဲ့ရှုံနေလို့ဖြတ်လိုက်ပြီးတော့ချိန်လို့ရတာဘာလဲဆိုတော့အခုဆိုရင်ကျွန်တော် select ပေးလိုက်တယ် select ပေးလိုက်တယ်ပေါ့နော် select ကဒီကောင်လေးကို select ပေးမယ်ဆိုရင်ဒီမှာပေါ့နော် select က layer တော့တစ်ချက်ကြည့်ရတယ် layer အောက်ဖြစ်နေတာသူ layer ဖြစ်နေတာဒီ layer လေးကို select ထောက်မိမှဒါရွှေ့လို့ရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ auto select လို့ပိတ်ဖွင့်ထားတယ်ပေါ့နော် auto select ဆိုတာ auto select သူ့ကိုဖြစ်နေပေါ့နော်တကယ်လို့ auto select ကိုပိတ်ထားပြီးဆိုရင်ကျွန်တော်တို့ဒီမျိုးတွေဖြစ်သွားပါပြီ auto select မဖြစ်တော့ဘူးပေါ့နော် auto select အနေနဲ့မသွားတော့သူ့ကိုမဆွဲယူတော့အဲ့တော့ option bar ကအရေးကြီးပါတယ်ပေါ့နော် option bar ကသတိထားပြီးတော့ကြည့်လို့ရှိရင်ကျွန်တော်တို့အသုံးတော်တော်တည့်ပါတယ်အဲ့တော့ auto select ကိုကျွန်တော်တို့ဖွင့်လိုက်မယ်ဒီလိုမျိုးအဲ့တော့ auto select ကိုဖွင့်လိုက်မှဒါလေးကိုရွှေ့လို့ရပါတယ်ပေါ့နော် okay ဒီဘက်မှာကျွန်တော် show transform control တစ်ချက်ကြည့်လိုက်မယ်ဆိုရင်ဒါပေါ်လာပြီပေါ့နော်အဲ့တော့သူကဘာလုပ်လို့ရလဲဆိုတော့ဒီလိုအချုံးချက်တွေလုပ်လို့ရတယ်ပေါ့နော်အချုံးချယ်တွေလုပ်လို့ရတယ်โอเคအကြီးအသေးတွေလုပ်လို့ရတယ်ပေါ့နော်ဒါကျွန်တော် Moodle ထဲမှာပဲရှိသေးတယ်โอเคဒါကို enter နှိပ်လိုက်မယ်ကိုကြိုက်တဲ့ site ပြင်ရောက်သွားရင်ဒါကိုပြန်ပြီးဖြုတ်လိုက်လို့လည်းရတယ်โอเคအဲ့တော့ကျွန်တော်တို့ကဒီဟာ down ကတ်ချင်တာတို့ဒီဘက်အလဲထားချင်တာတို့အမျိုးမျိုးဒါကိုလက်နဲ့လည်းထားလို့ရတယ်ဒါပေမဲ့ center ကိုတခြားချချင်တယ်ဆိုရင်ဒီ background ဆိုတဲ့ဒီ layer မှာရှိတဲ့ background နဲ့ကျွန်တော်တို့အညီညှိကျင်တယ်ဆိုရင်ဒီ layer ရောဒီနှစ်ခုလုံးကို select ပေးရတယ်ပေါ့နော် select ပေးဖို့တော့ကဘာလိုလဲဆိုတော့ shortcut တွေတော့လိုတာပေါ့ shortcut ကတော့control ဆိုတဲ့ဟာလေးနှိပ်လိုက်လို့ရှိရင်ကျွန်တော် shortcut အနေနဲ့သုံးလို့ရပါတယ် control လေးကိုဖိလိုက်ဥပမာထားပါတော့ဒီမှာ select ဒီကို click နှိပ်လိုက်တယ်နောက် control လေးဖိပြီး background ကိုနှိပ်လိုက်လို့ရှိရင်တော့ရပြီပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဒီမှာ active ဖြစ်သွားပြီဒီမှာအလဲကိုညှိကျင်တယ် align horizontal centers နှိပ်လိုက်မယ်ဆိုတော့ဒါ center ကိုရောက်သွားပြီဒီမှာပါတယ်ဒီမှာကျတော့ align vertical centers ဒါဆိုအလဲတဲ့ကိုရောက်သွားတယ်
ဒီလို select လေးတွေလုပ်ပြီးတော့ဒါညှိလိုက်လို့ရတယ်ဒါကကျွန်တော်တို့ move to တစ်ခုထဲမှာပဲရှိသေးတယ်ပေါ့နော် move to တစ်ခုထဲမှာပဲရှိသေးတယ် option bar ကိုကျွန်တော်တို့ကြည့်ပြီးတော့ဒါအသုံးပြုတာပေါ့နော် option bar ကိုကြည့်ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့ဟာတွေအများကြီးသုံးလို့ရတာကိုပြပေးတော့တာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့တော့ကျွန်တော်ဒီလောက်ပါပဲခင်ဗျာမသိတာမေးချင်တာရှိရင်ကျွန်တော်မေးထားလို့ရပါတယ်ခင်ဗျနောက်ဗီဒီယိုလေးတွေကိုကျွန်တော်တို့ဆက်ကြည့်ဖို့အတွက်ကျွန်တော် channel လေးကို like လုပ်ထားဖို့မမေ့ပါနဲ့เนาะအားလုံး bye bye ပါခင်ဗျာ